ဒီလာနေအချိန်မိုးလို့ဆိုပြီးတော့မလျှော်ဘဲနဲ့နေစရာမလိုဘူးရာဒီလာတိုင်းမခံမရက်နိုင်အောင်အောင့်နာရဲ့တရက်ခံကိုတွေ့တယ်အဲ့အားလုံးဝုန်းနဲ့ကြော်ပြီးတော့စိတ်ုံတန်းရောက်သွားသလိုဖြစ်သွားတာမင်္ဂလာပါဒီနေ့အကြောင်းအရာလေးတစ်ခုကိုပြောချင်တယ်ပေါ့နော်မျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မျိုးသမီးရဲ့လိုဖြစ်လာပြီဆိုရင်ကျမတို့ကတစ်လတစ်ခါဒီရာသီလာတယ်ဓမ္မတာလာတယ်ဆိုတာကိုရှောင်လွှဲလို့မရဘူးပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာစိတ်တက်ကြတွေမှုဆွေးနေများသောအားဖြင့်ပေါ့နော်အဲ့ဒီအချိန်မှာဖြစ်တယ်အဲ့ဒီအချိန်မှာပုံမှန်အချိန်ထက်ဒီစိတ်ကိုcontrol လုပ်ရတယ်ပေါ့နော်လွတ်ထွက်သွားလို့မဖြစ်ဘူးဆိုပြီးစိတ်ကိုစွဲထားရတဲ့ကုတ်ကနေပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်ဆိုတော့များသောအားဖြင့် main ကလေးတွေကအဲ့လိုမျိုးအချိန်ကြရင်လေဘယ်လိုဖြစ်တတ်လဲဆိုတော့ကြိုက်ခဲတာဖြစ်တယ်ကြိုက်ခဲတဲ့ဟာကလေတချို့ကကြတော့လေဟိုယောဂအခြေအနေကြောင့်ပို့ပြီးတော့ကြိုက်ခဲတယ်တက်တယ်ပေါ့နော်တချို့ကကြတော့ပုံမှန်ကိုသူတို့ကြိုက်ခဲတတ်တယ်ဆိုတော့အဲ့လိုမျိုးကြိုက်ခဲတာမျိုးရှိရဲဆိုရင်တော့လေဟိုခံမရက်နိုင်လောက်အောင်ပေါ့နော်ဖြစ်တဲ့ဟာမျိုးဆိုရင်တော့ကျမကတော့လေဘလို့ကြံပေးခြင်းလဲဆိုရင်ဟိုစေကန်းလေးမှာတော့တပြလိုက်စေခြင်းနဲ့စေကန်းမှာတော့ပေါ့နော်ကိုရဲ့ check up လေးတစ်ခုသွားလုပ်လိုက်တာတော့မမှားဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဆိုရင်ကျမကဒီတောက်လျှောက်ပေါ့နော်ကျမအဲ့လိုမျိုးအရန်ကိုမှperiodလာတဲ့အချိန်မှာအရန်ကြိုက်တယ်အရန်ကိုဆိုးဝါဖြစ်တယ်လမ်းကိုမရှောင်နိုင်လောက်အောင်ခွေကြပြီးတော့တစ်ဖက်လူကနေပြီးတော့ထိမ့်ပြီးတော့ဂရင်ဘော်ကိုခေါ်သွားရတဲ့အလောက်ထိကိုချွေးစိကြီးပြန်ပြီးတော့ကြိုက်နာတာကြိုက်တာဆရာဝန်ကလာပြီးတော့အကြိုက်ခဲပြောက်တဲ့စီထိုးပေးရတယ်အဲ့ဒီလောက်ထိကိုကြိုက်တာရိုးစေးတောက်တာနဲ့မတက်တာအဲ့တုန်းကပြန်ရကောင်မသိဘူးမသိပဲနဲ့ကျမကဒီလိုပဲဖြစ်နေတယ်ဒီလိုကြိုက်ခဲနေတယ်ဆိုတဲ့ဟာနဲ့ပဲနေပြီးတော့ဒါကတော့ကျမထင်တာတော့ဒါတဖြည်းဖြည်းချင်းဒါဟိုဆိုင်းရတော်တော်များတာလို့ထင်တာပေါ့နော်နောက်ကြတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကျမဘိုက်ထဲမှာဒီသွေးအိတ်ပေါ့နော်ဆိုတော့ပေါက်ထွက်သွားတယ်ပေါက်ထွက်သွားပြီးတော့အဲ့ဒီဟာကရုတ်တရက်ကြီး emergency မှာရောက်သွားပြီးတော့ဘာမှမသိဘူးကိုကဒါနဲ့ပတ်သက်ပြီးစေကန်းပြနေရလဲမရှိတော့လေအစိမ့်တက်ကြီးဒီခန္ဓာကိုယ်ထဲမှာဘယ်လိုဖြစ်သွားရလဲဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့တော့မှစသိတာအဲ့မှာအလုံးက 6cm ကျော်ဖြစ်နေပြီပေါ့နော်အဲ့ဒါကြောင့်မလို့ပေါက်ထွက်သွားတယ်ပေါက်ထွက်သွားတာရဲ့အဓိကတရက်ခံရလဲကျမပါပဲကျမတောင်းသွားတက်လိုက်တာအရှိဒီအဲ့ဒီဟာမဖြစ်ခင်အရှိတလားအလိုမှာအဲ့တော့ကကျမဘာသာတက်လိုက်တာလဲဆိုတော့တောင်းဝိုင်းဖအန်သွားတယ်တငယ်ချင်းနဲ့ပြီးတော့တောင်ဝိုင်းတက်တယ်ဒီလိုမျိုးဟာတွေကတောင်တက်တာတို့ဘာလို့အဲ့လိုမျိုးတွေဆိုရင်ဒီဖိအားပေါ့နော်အမြင့်ကိုရောက်လေဖိအားကြောင့်ဒီလိုမျိုးအလုံးရှိရဲ့လူတွေကပေါက်ထွက်သွားနိုင်ခြင်းများတယ်အဲ့အလုံးကလေရန်ကုန်ပြန်လာပြီးတော့တလားနေတော့မှဖြစ်တာပေါ့နော်ဆိုတော့အဲ့ဒီအချိန်ကြတော့မှကျမဒီအရှိမရာဒီလာတိုင်းမခံမရက်နိုင်အောင်အောင့်နာရဲ့တရက်ခံကိုတွေ့တယ်ဆိုတော့ပြောရမယ်ဆိုရင်ကျမတို့ဆိုတဲ့ကိုမဆိုင်ခဲ့ဘူးလို့ပြောလို့ရတယ်။ဂယုမဆိုင်ခဲ့လို့ပေါ့နော်ဒီလိုမျိုးဟာဖြစ်နေတာကိုမသိဘူးခန္ဓာကိုယ်ကစိုင်းနေပြနေတယ်ဒီလိုဖြစ်တဲ့အချိန်ဆိုရင်လမ်းမလျှောက်နိုင်လောက်နာနေတာလည်းမသိဘူးအဲ့လိုမျိုးပေါ့နော်နောက်ဆုံးအဆင့်ရောက်သွားတော့မှကျမသိတယ်လို့ဖြစ်တယ်ဆိုတော့တကယ်လို့များအခုကြည်နေတဲ့လူတွေထဲမှာအဲ့လိုမျိုးရာသီလာတဲ့အချိန်မှာပေါ့နော်ဘာမှတော့တခြားထူးစိုင်းနေမပြပင်မဲ့ရာသီလာတဲ့အချိန်မှာမခံမရက်နိုင်လောက်အောင်နေရာသီဆက်ဝိုင်းရလုံးဝမမှန်ဘူးဆိုတဲ့လူမျိုးတွေရှိရဲဆိုရင်လေcheck up လေးတော့သွားလုပ်ကြည့်ဖို့ကျွန်မအကြံပြုခြင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လေဟိုဘာမှ check up လုပ်ကြည့်လိုက်လို့ရှင်းနေဆိုရင်တော့လေစိတ်အေးတာပေါ့မဟုတ်လို့တခုခုရှိနေတယ်ခက်ဒီတဲ့အိမ်မှာပြဿနာတခုခုရှိနေရဆိုရင်ကြိုသိသားတဲ့အခါမှာစေးနဲ့ထိန်းလို့ရတာအဲ့အားလုံးဝုန်းနဲ့ကြော်ပြီးတော့စေးုံတန်းရောက်သွားတယ်လို့ဖြစ်သွားတာဆိုတော့အဲ့ဒီတော့မှကျွန်မသိတယ်တခုခုဖြစ်ပြီးခန္ဓာကိုယ်ကနေစိုင်းတခုခုပြပြီးဆိုရင်လေစေးကန်းကိုတော့ပြလိုက်တယ်အမှန်တော့လေဟိုယောဂဖြစ်ချင်လို့သွားရှာတာမဟုတ်ဘူးဖြစ်နေတဲ့ဟာကိုတော့ပြောပြတာကိုဟာဒီလိုခန္ဓာကိုယ်မှာတော့ပြနေရစိုင်းနေဒါကစိုးရင်ဘူးလို့လားဒါမှမဟုတ်ရင်ဒီဟာအတွက်ကိုဘာလေးတွေတော့စစ်ကြည့်ရင်ကောင်းမလဲဆိုတဲ့ဟာအဲ့လိုမှသာနေဘာဖြစ်နေလဲဆိုတာကိုသိရင်နောက်ဆက်တွဲကျမတို့ကဘယ်လိုလုပ်လို့ရမလဲဆိုတာဆက်သွားလို့ရမှာလीเนาะဆိုတော့အဲ့လိုမှမသိနေဘူးဆိုရင်တော့ဟိုလိုမျိုးကြီးနောက်ဆုံးကြီးတင်မလားဝုန်းတိုင်းဆိုပြီးတော့သိရတဲ့ခါကျတော့မရှုပ်ကုန်တာပေါ့နော်ဆိုတော့ဒါကတော့တပိုင်းပေါ့နော်နောက်တစ်ခုကကြတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာအလုပ်ပူပူလေးတစ်ခွက်တောင်းလိုက်တာchocolate
hot chocolate ပူပူလေးတစ်ခွက်တောက်လိုက်တာ relax ဖြစ်သွားစေတယ်အဲ့ဒါလေးတွေကလေအဲ့ဒီအချိန်မှာအရန်ကိုမှအလုပ်ဖြစ်တယ်ပြီးတော့လေနောက်တစ်ခုကလေယာတီလာတဲ့အချိန်မှာလေဒီ period ဖြစ်နေတဲ့အချိန်မှာတန့်ရှင်းမှုကအရန်ရေးကြီးရသီလားတန့်ရှင်းမှုဆိုတာကလေတချို့ကကြတော့ယာတီလာနေလို့အေးမိမယ်ရေမချိုးနဲ့ခေါင်းမလျှော်နဲ့ဆိုပြီးပြောတယ်ဆိုတော့လေယာတီလာလို့လေအေးမမိဘူးယာတီလာတာကဒီသွေးတွေဆင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့မှန်တယ်ကိုခန့်အားကဒီကိုကတော့ weak ဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒါကအားရရှိတဲ့ဟာစားခြင်းရယ်နောက်ပြီးတော့ဒီsupplement ပေါ့နော်Orofa တို့ Ferrovit တို့အဲ့လိုမျိုးတန်တက်အားစေးတွေတောက်ချင်းနဲ့ပြန်ပြီးတော့ကျမတို့ကဒီဆုံးရှုံးသွားတဲ့သွေးအတွက်ကိုပြန်ပြီးတော့အားပြန်ဖြည့်လို့ရတယ်ဆိုတော့ဒီရေမချိုးတာတို့ခေါင်းမလျှော်တာတို့လည်းလုံးလုံးကြီးမသက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရေချိုးပါရာသီလာတဲ့အချိန်မှာရေမချိုးပဲမနေပါနဲ့ရာသီလာတဲ့အချိန်မှာပို့ပြီးတော့ခန္ဓာကိုယ်ကတန်ရှင်းနေဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့လေခန္ဓာကိုယ်တန်ရှင်းနေမှာစိတ်ကကြည်လင်တာသိလားခန္ဓာကိုယ်မတန်ရှင်းနေဘူးအမှကွာချွေးတွေထွက်နေတယ်အနက်နေရှိနေရဆိုရင်လေလူကလေဟိုအဲ့ဒါကြောင့်လဲစိတ်ရှုပ်တယ်လာဒီလာနေလို့လဲစိတ်ရှုပ်တယ်ဒီမှာစိတ်ရှုပ်စရာတွေများပြီးတော့ဒေါသတွေကပိုထွက်စရာတွေဖြစ်တယ်ပေါ့နော်ဆိုတော့ပို့ပြီးတော့ရာသီလာတဲ့အချိန်မှာတက်တက်ရှင်းရှင်းတက်တက်ရရနဲ့နေပါရေချိုးပါပတ်သုံးတဲ့လူဆိုရင်လည်းပတ်ကိုတစ်နေ့မှာပုံမှန်လဲပါနောက်ပြီးတော့ရင်ခေါင်းလျှော်လို့ရပါတယ်ဆိုတော့ခေါင်းလျှော်လို့ရတယ်ဆိုတာကတချို့တွေကကျတော့ရာသီသွေးကတော့မိန်းကလေးတစ်ယောက်နဲ့တစ်ယောက်မှာရာသီသွေးလာတဲ့ရက်မတူဘူးတချို့က3ရက်4ရက်နဲ့ပြီးတယ်တချို့က9ရက်သို့မဟုတ်9ရက်လောက်ထိလာတဲ့လူရှိတယ်ကျမဆိုရင်9ရက်ထိလာတယ်ဒီ9ရက်လုံးကိုခေါင်းမလျှော်ဘဲနဲ့ဘယ်လိုနေမလဲစဉ်းစားကြည့်လေနော်ဆိုတော့တချို့ဆိုရင်1ရက်ချခေါင်းလျှော်ရလူရှိရတချို့ဆိုရင်2ရက်ချခေါင်းလျှော်ရလူရှိရဘယ်လိုပဲခေါင်းလျှော်ရတဲ့သူဖြစ်ပါစေအောင်တော့ရာသီလာနေတဲ့အချိန်မို့လို့ဆိုပြီးတော့မလျှော်ဘဲနဲ့နေစရာမလိုဘူး rumors လို့ပဲပြောရမလားလူကြီးစုမားတွေကပြောရရာသီလာတဲ့အချိန်ခေါင်းလျှော်ရင်ယူသွားတတ်တယ်လို့ပါလို့အဲ့ဒါမဆိုင်ပါဘူးရှင်မဟုတ်ပါဘူးဆိုတော့ကျမထင်တာသူတို့ပြောချင်တဲ့ဟာကိုကျမထင်တာပြောရမယ်ဆိုရင်ရာသီလာတဲ့အချိန်မှာခေါင်းလျှော်လိုက်တယ်ရှေ့ခစ်ကကြတော့ဒီလိုမျိုး dry hair dryer တို့ဘာလို့တေးချာမရှိနေတဲ့အတွက်ကြောင့်မလို့ဒီခေါင်းကတစ်ချက်ရှေ့ခစ်ကလူတွေကသပင်ရှည်ထားကြတာများတယ်။ရောင်လေးစီးထားကြတာများတယ်။ဆိုတော့အဲ့လိုမျိုးရှည်နေတဲ့သပင်တွေကိုခေါင်းလျှော်လိုက်တယ်။ dryer ဘာညာတရကားကလည်းဟိုပြောမယ်ဆိုရင်ရရင်ခင်မမီသေးတဲ့အတွက်မရှိနေဘူး။ဆိုတော့တို့ရဲ့သပင်ကမချောက်ဘူး။မချောက်နေတဲ့သပင်ကိုလေယာတလက်နေမှာဆိုရင်အုံနောက်ရဲ့အထဲမှာသွေးကြောလေးတွေရှိတယ်။အဲ့ဒီသွေးကြောလေးတွေကအေးတွေပတ်ပြီးတော့အဲ့ဒီသွေးကြောတွေမှာပြဿနာသွားဖြစ်ပြီးတော့လူကအုံနောက်ကိုသွားထိတဲ့အခါမှာအုံနောက်နဲ့ပတ်သက်တဲ့ problem ပေါ့နော်အာယုံကြောနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်တယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်မလို့တို့ကဒီလိုမျိုးခေါင်းလျှော့ရာသီလာတဲ့အချိန်မှာခေါင်းလျှော့ရင်အာယုံကြောပြဿနာဖြစ်တဲ့ဟာကိုတို့ကယူသွားတယ်လို့ယူညွှန်းတယ်လို့တော့ကျွန်မထင်တယ်ပေါ့နော်ဒါကျွန်မတွေးကြည့်တာပေါ့နော်ထိတ်ဆက်ပြီးတော့ဆိုတော့ဘာမှမဆိုင်ပါဘူးအခုမှအရန်ကိုခင်မိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အဲ့ဒီအချိန်မှာတော့ hair dryer လေးသုံးပေးပါ hair dryer ကိုဒီဥယျာဉ်ပြားနဲ့ကတ်နေတဲ့နေရာလေးတွေကိုခြောက်သွားအောင်ပေါ့နော်တေးချာချာလေးဒီလိုလက်လေးနဲ့ဒီလိုဖွာပြီး dryer ဆွဲပေးပါညုံကြောပြဿနာတွေဖြစ်နိုင်တဲ့ဟာတွေတော်တော်လျော့သွားမယ်ပေါ့နော်ဆိုတော့အဓိကအဲ့ဒါပါအဓိက menstruation ဖြစ်နေတဲ့အချိန်ရာသီလာနေတဲ့အချိန်မှာခေါင်းလျှော်လို့ယူတာမဟုတ်ပါဘူးရာသီလာနေတဲ့အချိန်မှာခေါင်းလျှော်ပြီးတော့တေချာမတုပ်လို့စပင်းနေထူနေတဲ့အချိန်မှာတစ်ချိန်လုံးခေါင်းကြီးရေဆိုနေလို့ခေါင်းမှဒီအကျော်နားမိုက်ပါရှိရဲ့အာယုံကြောတွေဟာပြဿနာဖြစ်တာပါဆိုတော့အဲ့ဒီအချက်လေးကိုလည်းတခါတည်းပေါ့နော်ကျွန်မထည့်ပြောပေးချင်တာပါသမီးဟိုငယ်လေးတွေပေါ့နော်အဓိကအဖြစ်တခါတလေကြာရင်တို့မှာဒီperiod နဲ့ပတ်သက်ပြီးသွားရင်knowledge အများကြီးမရတဲ့သူတွေရှိရပေါ့နော်ဆိုတော့မဟုတ်ပါဘူးဒီလိုမျိုးတွေလုပ်เสียမလိုပါဘူးအဓိကကိုတန်တန်ရှင်းရှင်းတတဲရဲနဲ့စိတ်ချမ်းချမ်းသာသာနေဖို့ကအဓိကပါရေတွေအကြာကြီးစင်ချိုးရမယ်လို့ပြောတာမဟုတ်ဘူးရေကိုပုံမှန်လေးချိုးတန့်စင်အငြင်းကြီးတွေဒီလိုမျိုးခန္ဓာကိုယ်မှာချွေးနှံ့ဘာညာအဲ့ဒါတွေအကုန်လုံးကိုတန့်စင်သွားအောင်တေချာစက်ပြတိုက်ဘာညာချိုးပြီးသွားရင်ထွက်လာတေချာရေတုပ်အဝိစားတစ်ချောင်းတွေ့လဲနေအဆင်ပြေတယ်အိမ်မှာပျော်ရွှင်မှုကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစိတ်ချမ်းသာပြီးတော့ပျော်ရွှင်အောင်ထားပါပြီးသွားရင်တန်ရှင်းရေးပိုင်းမှာတကူရေးတန်ရှင်းရေးပိုင်းမှာလည်းတေချာလေးဂယူဆိုင်နဲ့ဂယူဆိုင်ပြီးတော့နေပါနောက်တစ်ခုကအဲ့ဒီလိုမျိုးအချိန်မှာအမွှေးနှံတာလေးတွေကြိုက်တဲ့သူဆိုရင်လည်းစန့်တက်ကန်တဲ့လေးတွေကိုထုံးလို့ရပါတယ်เนาะဆိုတော့ကန်တယ်လေးတွေထုံးပြီးတော့ကိုယ့်ရဲ့အခန်းလေးကိုမှုေးနေအောင်ထားလို့ရတယ်ဆိုတော့အဲ့လိုနီးလေးနဲ့ကိုယ့်ရဲ့မူပေါ့နော်အဲ့ဒီအချိန်မှာမူကအရန် down ဖြစ်နေတာဆိုတော့အဲ့လိုမျိုး down နေတဲ့မူကိုစားတောက်လေးတွေအချိုပွဲလေးတွေအမွှေးကြိုင်လေးတွေနဲ့ညှင့်တင်လို့ရတယ်လေနော်ဆိုတော့
အဲ့လိုမျိုးနီးလေးနဲ့ကျမတို့နီးလန်းရှာပြီးတော့လုပ်ကြတာပေါ့ကျမကတော့အဲ့လိုမျိုးနီးလေးနဲ့ကိုယ့်ကိုဟိုဘယ်လိုပြောမလဲမှုကိုပြန်ပြီးတော့ကောင်းအောင်လုပ်တယ်ပေါ့နော်ဆိုတော့အခုကြည့်နေတဲ့သူတွေထဲမှာရောရာသီလာတဲ့အချိန်မှာဘယ်လိုမျိုးလေးမှုကောင်းအောင်လုပ်ကြလဲဆိုတာ sharing လုပ်ပေးသွားလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်လीနော်